လူတစ်ယောက်ကရွာသူကြီးရဲ့အမဲလိုက်ရိုင်ဖယ်ကိုကောက်ကင်လိုက်တဲ့တစ်ချက်ကြည့်လိုက်ရုံနဲ့တနက်ရဲ့ပြောင်းလဲနေမှန်သူသတိထားမိလိုက်တယ်ရွာသူကြီးကအထင်ကြီးသွားပြီးသူတို့ရိုင်ဖယ်တွေကအရန်ဆိုးလို့မီတာတစ်ဝက်လောက်ကွာကတားကောင်ကိုတောင်ပြစ်လို့မထိဘူးလို့ပြောတယ်ဟိုလူကသူကြီးကိုချိန်တဲ့အခါပြောင်းကိုညာဘက်ကိုလက်မဝက်လောက်နေပြီးချိန်ရတယ်လို့ပြောလိုက်တယ်ပြီးတော့အဲ့ဒီလူကသူ့ကိုလက်တွေ့ပစ်ပြတယ်သူကကောင်းကင်ဘုံကိုလျင်မြန်စွာတစ်ချက်ပစ်လိုက်တာနဲ့ငှက်ငယ်လေးတစ်ကောင်မြေပြင်ပေါ်ကိုပြုတ်ကျလာတယ်ရွာသူကြီးကဟိုလူရဲ့တနက်ပစ်ခတ်မှုဘယ်လောက်တိကျလဲဆိုတာကိုမြင်ပြီးအံ့ဩသွားတယ်တကယ်လက်ဖြောင့်တက်သားတစ်ယောက်သူတို့ရွာကိုရောက်လာလိမ့်မယ်လို့သူလုံးဝထင်မထားခဲ့ဘူးရုတ်တရက်ရွာအဝင်ဝါကနေတနက်တန်တစ်ချက်ထွက်လာတယ်စောစောကဟိုလူရိုင်ဖယ်ကိုစမ်းသက်ပစ်ခတ်လိုက်တဲ့အတန်ကအနီးနားကရန်သူစစ်သားတွေကိုတတိထားမိသွားစေခဲ့တယ်သူကြီးကဟိုလူရဲ့စစ်သားဆိုတဲ့ပုံစံပေါ်သွားမှာကိုကြောက်သွားတယ်ဒါနဲ့သူကရန်သူတွေရွာထဲဝင်မလာအောင်ဟိုလူကိုသူ့ရဲ့စနိုက်ပါရိုင်ဖယ်ကိုထင်းပုံထဲမှာအမြန်ဝတ်ထားခိုင်းလိုက်တယ်သူကြီးကရန်သူအရာရှိကိုတွေ့ဖို့ရွာဝင်ဝါကိုထွက်သွားလိုက်တယ်ရွာထဲမှာစစ်သားမရှိကြောင်းသူကအရာရှိကိုပြောပေမဲ့အရာရှိကမယုံပဲခုနကကြားလိုက်ရတဲ့တနက်တန်အကြောင်းမေးတယ်သူကြီးကဒါသူအိမ်မှာအမဲလိုက်ရိုင်ဖယ်ကိုစမ်းပစ်ကြည့်တာပါလို့ပြောလိုက်တယ်အရာရှိကမယုံသေးပဲသူ့အိမ်ကိုလိုက်စစ်ဆေးဖို့တောင်းဆိုတယ်သူတို့ရောက်သွားတဲ့အခါဟိုလူကသူကြီးရဲ့တူတယောက်ပုံစံနဲ့အိမ်ချမ်းထဲမှာထင်းခွဲနေရင်ဟန်ဆောင်နေခဲ့ပြီးတန်တရားမဝင်အောင်သူကြီးကသူ့ရဲ့အမဲလိုက်ရိုင်ဖယ်ကိုအရာရှိလက်ထဲထည့်ပေးလိုက်ပြီးဒါကတနက်လို့တောင်ပြောလို့မရပါဘူးယုံတကောင်တောင်ပြစ်လို့မထိဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အရာရှိကတန်တရားဝင်ပြီးယုံတောင်ပြစ်မထိဘူးဆိုရင်ငှက်ကိုရောဘလို့ဖြစ်ခဲ့တာလဲလို့ပြန်မေးတယ်သူကြီးလဲသူစကားမသွားပြီဆိုတာသိလိုက်တယ်သူကငှက်ကိုမတော်တဆပြစ်မိသွားတာပါလို့အမြန်ရှင်းပြလိုက်တယ်အရာရှိကမယုံသေးဘူးသူကသူကြီးကိုအပြင်ဘက်ကိုဆွဲထုတ်ပြီးထပ်ပစ်ခိုင်းတယ်သူကြီးကတနက်ဘလို့ပြရမှန်းမသိတာကြောင့်ခြေမကင်ပြီးလက်မကင်ပြီးဖြစ်သွားတယ်သူမောကြည့်လိုက်တော့ကောင်းကင်မှာငှက်တကောင်မှမရှိတာကြောင့်နည်းနည်းတပြင်းချနိုင်သွားပြီမဲ့အရာရှိကကောက်ချစ်တယ်သူကဟိုလူရဲ့ခေါင်းပေါ်မှာတစ်သားတုံးလေးတုံးတင်လိုက်တယ်ပြီးတော့ကဲမင်းအဲ့ဒီငှက်ကိုတမင်ဖြစ်တာလားမတော်တဆလားလို့ထပ်မေးတယ်သူကြီးကမတော်တဆပါလို့ထပ်ပြောတယ်ဒီတော့အရာရှိကဒါဆိုလဲဟုတ်မဟုတ်သိရအောင်သူ့ခေါင်းပေါ်ကတစ်သားတုံးကိုပြစ်လိုက်မင်းပြစ်လို့ထိရင်မင်းကိုငါယုံမယ်လို့ပြောလိုက်တယ်သူကြီးရဲ့လက်တွေကကြောက်လွန်းလို့တုန်နေတယ်သူသာပြစ်လွဲသွားရင်ဟိုလူသေးမှာကိုသူသိတယ်အဲ့ဒီအချိန်မှာပဲဟိုလူပြောခဲ့တဲ့စကားကိုသူရုတ်တရက်တတိယလိုက်တဲ့ချိန်နဲ့အခါပြောင်းကိုညာဘက်ကိုလက်မဝက်လောက်နေပြီးချိန်သူကြီးကရိုင်ဖယ်ကိုချိန်ကြီးလိုက်တယ်ဟိုလူမျက်လုံးထဲမှာလည်းကြောက်ရွံ့မှုတွေပြည့်နေတယ်သူကြီးသူ့ကိုမှားပြီးပြစ်တက်မိမှာကိုသူကြောက်နေခဲ့တယ်ဒါပေမဲ့သူကြီးမှာရွေးချယ်စရာမရှိတော့ဘူးကံကောင်းစွာနဲ့ပဲသူ့ရဲ့နီလန်းကအလုပ်ဖြစ်ခဲ့ပြီးသူ့အသက်ချမ်းသာရရသွားပါတယ်